ကျွန်တော်ဒီနေ့မှာတော့ဒီမိတ်ဆွေတို့ဒီ ISCT ပေါ့ဒီ airdrop လေးကိုကျွန်တော်မိတ်ဆက်ပြီးတော့ပထမဆုံးဒီကျွန်တော်ပေးတဲ့ link ကို copy ဆွဲပြီးတော့မှเนาะ link ကို browser တစ်ခုမှဝင်လိုက်ပါ IFCT chain မှာเนาะဒီကောင်ပထမဒီ MBD ဆိုတဲ့ airdrop ကိုပေးခဲ့တယ် MBD ကအခုဆိုရင်ရောင်းစားလို့ရပြီတချို့950ပေးဝယ်တချို့600နဲ့ပေးဝယ်နေပါတယ်เนาะအခုကတော့ဒီရောင်းစားလို့ရတဲ့ MBD ကတော့လက်ကားပေးတဲ့ရက်သွားပြီဗျအခုကဘာထပ်ပေးနေလဲဆို ISCT ဆိုတဲ့ airdrop ပေးနေတယ်เนาะဒါကြောင့်မလို့အကောက်အသစ်ဖွင့်ပြီးတော့မှရတော့ယူထားပါဒီတခြား airdrop တွေလည်းသူကထပ်ပေးနေပါတယ်เนาะအကောက်ဖွင့်ဖို့အတွက်ကိုကျွန်တော်ပေးတဲ့ link ကိုနှိပ်လိုက်ဗျနှိပ်ပြီးသွားရင်ဒီလိုပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုကျွန်တော်တို့ဒီမှာဘာလို့အောင်မလဲ Gmail တစ်ခုထည့်လိုက်เนาะမိတ်ဆွေတို့အဆင်ပြေတဲ့ Gmail ပေါ့เนาะ Gmail တစ်ခုထည့်လိုက်ပါ Gmail ထည့်ပါ Gmail ထည့်ပြီးရင်ကျွန်တော် password ထည့်ရမှာဖြစ်တယ်Gmail ထည့်ပါပြီးတော့ password ထည့်ပါ password ကိုအဆင်ပြေတာထည့်ပါပြီးရင်တော့ကျွန်တော်ဒီမှာ card code ဆိုတာလေးနှိပ်ပြီးတော့မှကျွန်တော်တို့ဒီ Gmail ထဲမှာသွားပြီးတော့မှကုတ်ယူတော့မှာဖြစ်ပါတယ်ဒီ card code ကိုနှိပ်ပြီးသွားတဲ့အခါကျွန်တော် Gmail ထဲကိုသွားလိုက်ပါGmail ထဲကိုဝင်ပြီးတော့မှဒီမှာ Gmail ထဲကုတ်ကြလာပြီနော် ISCT ဆိုတော့မှ95265နဲ့95265နဲ့တော့ပြန်ထည့်လိုက်ပါ95265နဲ့မြေဆိုင်ရလောက်ပါကျွန်တော် IP အတူတူနဲ့ကျွန်တော်ဖွင့်ထားလို့เนาะဒီမှာသူကထပ်ပြီးတော့နောက်တော့ထပ်ဖွင့်ဝင်ပေးတော့ပေါ့ဒါဆိုရင်ဒီကောင်ကိုဒီလိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်အကောက်ရသွားပါလိမ့်မယ်ကျွန်တော်ကဒီမှာ IP ဖုန်းတစ်လုံးထဲမှာနှစ်ကောက်ဖွင့်ထားလို့ဗျာကျွန်တော်သူကဖွင့်မခံတာเนาะဆိုတော့ဒီမှာ ISCT ဆိုတဲ့ application မှာ download လုပ်ဝင်လိုက်ပါဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ sign in ဆိုတာလေးကိုနှိပ်ပြီးတော့ခုနကကျွန်တော် Gmail နဲ့ password ပြန်ထည့်ပြီးဝင်လို့ရပါပြီเนาะဆိုတော့ဒီမှာသူက24နာရီတစ်ခါမှန်းရတာပါ24နာရီပြည့်သွားပြီဆိုရင်ကျွန်တော်ဝိုင်းပြထားတဲ့နေရာလေးမှာ mining ဆိုတော့နှိပ်ပြီးတော့ mine ပါပြီးရင်ဒီဘက်မှာเนาะကျွန်တော်ဒီအတယ်လေးကိုနှိပ်ပါအတယ်လေးကိုတစ်ချက်နှိပ်ပြီးသွားရင်ဒီမှာဒီ spin လဲလို့ရပါတယ်spin လဲဖို့အတွက်ကိုဒီမှာကြုံညာ6ခုကြည့်လို့ရတယ်ပြီးတော့ဒီမှာဒါလေးတွေကိုနှိပ်ပြီးတော့မှเนาะ spin တစ်ခါစီလဲလို့ရပါတယ်အဲဆိုကျွန်တော်ကဒီမှာတစ်ချက်လဲပြမယ်ဒါဆိုရင်2 ISCT ရပါတယ်เนาะပြီးရင်ဒီကျွန်တော်တို့ဒီကဘာလုံးဘေးနားမှာပေါ်လာတဲ့ဟုတ်ဂျိုလေးတွေဒီနားမှာပေါ်လာလိမ့်မယ်ဗျာအဲဂျိုလိုလေးကိုနှိပ်ပြီးတော့မှလည်းကျွန်တော်တို့ယူရမှာဖြစ်ပါတယ်เนาะပြီးရင်ဒီ user ဆိုတာလေးကိုတစ်ချက်နှိပ်ဒီနားမှာเนาะ user ဆိုတာလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ account ဆိုတာကိုတစ်ချက်နှိပ်ပါကောက်ဆိုတာနှိပ်ပါနှိပ်ဒီမှာကျွန်တော်ရထားတယ်เนาะဒီမှာဝင်ရထားတယ်အခုရောင်းစားလို့ရတာတော့ဒီ MBD ပါเนาะဒါပေမဲ့အခုဒါကတော့အလကားမပြီးတော့ပါဘူး channel တခြားတွေအလကားပေးပါတယ်เนาะရတော့ဝင်ပြီးတော့ mine တာပါလို့เนาะပြီးတော့ကျွန်တော်တကယ်ချင်းဖိတ်ခေါ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ invite friend ကိုနှိပ်ပြီးတော့မှ link ထုတ်ပြီးတော့တကယ်ချင်းခေါ်ပါเนาะ